ပြီမယ်ဆိုတော့ဒီလိုမျိုးကာတွန်းဗီဒီယိုလုပ်ဖို့စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအစနဲ့အဆုံးထိကြည့်လိုက်ပါဟုတ်ပြီမယ်ဆိုတော့ကျွန်တော်ဒီ ChatGPT နဲ့ prompt တစ်ခုလုပ်လိုက်မယ်ဟုတ်ပြီကျွန်တော် ChatGPT ကိုဝင်သွားလိုက်မယ်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော်ဒီ prompt ကို copy ယူလိုက်မယ်ဟုတ်ပြီကျွန်တော်ဒီကနေထွက်သွားလိုက်မယ်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော် Chrome browser ထဲဝင်သွားလိုက်မယ်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော် search bar မှာ POAI free လို့ရိုက်ချလိုက်မယ်ဟုတ်ပြီမယ်ဆိုတော့ဒီနေ့ရောက်လာလို့ရှိရင်ဒီအပေါ်က website မှာဝင်ရမှာဖြစ်ပါတယ်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမယ်ဆိုတော့ဒီနေရာရောက်လာလို့ရှိရင်မယ်ဆိုတော့ Gmail နဲ့ရှိတ်ရင်ရှိတ်လို့ရတယ်မရှိတ်ရင်လည်းရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော် prompt copy ယူထားတယ်ပေါ့နော်အဲ့ဒီ prompt ကိုကျွန်တော်ဒီမှာ paste လုပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တစ်ချက်ထောက်လိုက်မယ်create add video ပေါ့နော်ဒီနေရာလေးပေါ့နော်ကျွန်တော်နှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော်တို့ဒီနေရာလေးကိုနှိပ်ပြီးတော့ဒီမှာပေါ့နော်ဒီမှာနှိပ်ပြီးတော့ကျွန်တော်တို့ issue ရွေးလို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီမှာတစ်ချက်ထောက်လိုက်မယ်ဒီကကြတော့ကျွန်တော်တို့ issue ပေါ့နော်မိတ်ဆွေတို့ကဘယ်လိုမျိုးဗီဒီယိုလုပ်ရှင်လဲပေါ့နော်မိတ်ဆွေတို့က short ဗီဒီယိုလုပ်ရှင်လား long ဗီဒီယိုလုပ်ရှင်လားပေါ့နော်အောက်ကကြတော့ long ဗီဒီယိုပေါ့နော်အောက်ပေါ်ကကြတော့ကျွန်တော်တို့ short ဗီဒီယိုပေါ့နော်ဟုတ်ပြီကျွန်တော်အောက်ကရွေးလိုက်မယ်ပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီအဲ့ဒါပြပါလို့ရှိရင် grade ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရပြီပေါ့နော်ကျွန်တော်ဗီဒီယိုဖန်တီးနေပြီပေါ့နော်ဒါတော့ကျွန်တော်တို့100 ရာခိုင်နှုန်းပြည့်သွားအောင်ကျွန်တော်တို့စောင့်ပြရမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ဒီ website မှာအလွယ်တကူနဲ့ဗီဒီယိုဖန်တီးလို့ရတယ်ပေါ့နော်မိတ်ဆွေတို့ကကြာရင်ဒီလောက်ဗီဒီယိုထုတ်လို့ရတယ် credit ကုန်စရာလေးမလိုဘူးပေါ့နော်ပတ်စံလေးတစ်ချက်မှပေးစရာလေးမလိုဘူးပေါ့နော်ဟုတ်ပြီကဲမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုရပြီပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်ဒီနေရာလေးကိုနှိပ်ပြီးတော့ဒီဗီဒီယိုလေးကို download ဆွဲလိုက်မယ်ပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီဟုတ်ပြီဆိုတော့ကျွန်တော် YouTube channel ကိုအခုဒီ subscribe မလုပ်လဲ subscribe လေးလုပ်ပါ